ရန်တိတ်ကာကန်ဖြစ်အခါနာအကြမီစတင်မှာဖြစ်ပါတယ်ဒီပြုဖို့ဖျက်များဖြစ်တဲ့နေရာယူပေးပါရမေတ္တာရက်ခံပါတယ်ဒီနေ့တောင်ဒီတိုင်းနားရုံမှာပတ်သက်တဲ့နေရာတွေဘုရားရှင်ကြီးရဲ့ရန်တိတ်ကာကဏ္ဍတို့တွားရောက်လာတော့ဆရာတော်ကြီးဝန်ကြီးမျိုးအန်ဒရီယာဒီဘုန်းတော်ကြီးရာတို့တို့ချင်းသင်္ကေတသင်္ဘောစီဇူလိုင်လ17ရက်နေ့2026စနေနေ့video pastoraleဖြစ်ပါတယ်အစီအစဉ်နဲ့အရဆရာတော်ကြီးနဲ့မွန်စီယိုအန်ဒီယာဘုန်းတော်ကြီးများဘာသာသူများ၏ရိုးရာအကဖြင့်ဘုရားရှိခိုးကြောင်းရင်းပြတို့ပေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။ဒီနေ့ဘာမှမဆိုရင်ဒီရက်ရဲ့ဒီတေကောလောင်မရင်ဒီနေ့နာလေးနာဒါကတော့ပိုက်ပြီးနာဒီ
우리가 나의 나로 받으랍니다. simply support there is the Quran and the